guys ကိုကသူများစကားပြောတဲ့ဟာကိုတော့နားလေတယ်ကိုကိုယ်တိုင်ပြောနိုင်မှုဆိုတာကအင်္ဂလိပ်စာညံ့နေလို့မဟုတ်ပါဘူးလေ့ကျင့်နေလို့ပါအဲ့တော့ English လို့တွေးတတ်ဖို့လေ့ကျင့်ဖို့လိုတယ်ပြီးလို့ရှိရင် English စကားကိုပါဇက်ကပြောတာကိုလေ့ကျင့်ဖို့လိုတယ်အဲ့ဒီအတွက်တယောက်ယောက်ကိုက English စကားပြောဖို့လို့ practice လုပ်တော့မယ်လို့စဉ်းစားတဲ့အခါမျိုးမှာသူတို့ကို open question တွေပဲမေးပါ close question တွေမမေးပါနဲ့ဘလို့မေးမလဲဆိုလို့ရှိရင်ဥပမာပေါ့နော် how are you လို့မေးမယ့်အစား how's your week going အဲ့လိုမျိုးမေးပါအဲ့လို open question တွေမေးမှသာလေသူနဲ့ရှေ့ကိုစကားဆက်ပြောဖို့လို့အတွက်ကိုကလမ်းကြောင်းဖွင့်ပေးတယ်လို့ဖြစ်သွားမှာပါဒါကြောင့်မို့လို့ practice လုပ်မယ်ဆိုလို့ရှိရင် close question တွေမမေးပါနဲ့ open question တွေမေးပါဆိုတော့ English ကကိုပြည့်ရှိပြည့်နေဆိုလို့ရှိရင် February 2 ရက်နေ့မှာစပြီးဖွင့်မယ် English speaking class ကိုလာတက်ပါတင်နန်းကြီးတက်တာနဲ့ဖွင့်ပေးထားတာဖြစ်ပါတယ်January 20အတွင်းအတဲ့သူမျိုးတော့ discount ပေးထားတာဖြစ်လို့အခုပဲလာပြီးတော့အလိုက်ပါလူကြီးကတ်တက်ထားတာကြောင့်အခုလာမှပဲရပါမယ်အဲ့မဲ့ဆိုလို့ရှိရင် CV မှာ join လို့ပို့လိုက်ရမှာပဲရှင်အားလုံးကျေးဇူးတင်ပါတယ်